စစ်ဆေးဖို့ရောက်လာတဲ့အမျိုးသမီးရဲ့အရာရှိကိုလူကြီးကထိုးချိတ်ပြီးလဲကျသွားအောင်လုပ်လိုက်တယ်ပြီးတော့အပြင်ကလူတွေမရိပ်မိအောင်သူမရဲ့ခေါင်းကိုလက်တစ်ဖက်လက်ဖိခိုက်ထားတယ်အချုပ်ခန်းဝင်မှုစာရွက်စာတမ်းတွေလက်မထိုးနေတော့သူကဘောဘဲနဲ့ကရှိုးဝတ်ဓာတ်သွားတိတ်တီလေးနဲ့လက်ထိတ်ကိုတိတ်တီလေးဖြုတ်လိုက်တယ်အဲ့ဒီနောက်သူကပြတင်းပေါက်ကိုဖွင့်လိုက်တယ်လက်ထိတ်ကိုပြတင်းပေါက်မှာခတ်တန်ချိုးကိုတကားမှာချိတ်လိုက်တယ်ပြီးတော့စားပွဲစီပြန်လာခဲ့တယ်ရေတစ်ခွက်ကိုကောက်ယူပြီးတကားဘက်ကိုပြင်းပြင်းပစ်လိုက်တယ်အပြင်ကအရန်ခွဲတီတခုခုမားနေမှရိပ်မိသွားကြတယ်ချက်ချင်းပဲတိန်နတ်တွေကိုထုတ်ကန်လိုက်ကြတယ်ဘိုးကြီးကတကားကိုဖွင့်ဖို့ကြိုးစားပြီးမဲ့လုံးဝမရွေ့ဘူးအဖွဲ့ကတန်တုတ်တစ်ချောင်းယူလာပြီးတကားကိုဝိုင်းပြီးရိုက်ချိုးကြတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးအရာရှိတတိပြန်လဲလာတယ်တကားဖွင့်တာကိုတားဖို့ကြိုးစားပြီးမဲ့နောက်ကျနေပြီလေလူကြီးကချက်ချင်းပဲသူမရဲ့ပါးဆက်ကိုပိတ်လိုက်တယ်တကားကပွင့်သွားတယ်ပြတင်းပေါက်ကလည်းကွဲချင်နေပြီဘိုးကြီးကအထဲကိုအပြေးဝင်ပြတင်းပေါက်ကိုစစ်ဆေးပြီးတခြားအရာရှိတွေကိုခေါ်ကတန်တရာရှိသူနောက်ကိုလိုက်ဖို့အောက်ထပ်ကိုဆင်းသွားတယ်အမျိုးသမီးအရာရှိနဲ့အရာရှိတယူတဲ့ပဲကြံခဲ့တယ်လုံချုံရဲ့အဆောင်ကရဲစခန်းရဲ့အထီးကခိတကားကိုပိတ်လိုက်တယ်အရာရှိတွေပထမထပ်ကိုရောက်တော့တန်တရာရှိသူရဲ့အရေးအယောင်တော့မတွေ့ဘူးအဲ့ဒီအချိန်မှာပဲလူကြီးကပြတင်းပေါက်ဖောင်းကနေခွန်ချပြီးအဖော်မဲ့နေတဲ့အရာရှိကိုခြေထောက်နဲ့ကန်ပြီးလဲကျသွားအောင်လှုပ်လိုက်တယ်သူသမီးရဲ့မွေးနေ့ကိတ်ကိုဆွဲယူပြီးအောက်ဖက်ကိုပြေးဆင်းသွားတယ်ဘိုးကြီးကသူ့လက်ဘေးမှာထူးဆန်းတဲ့အမတ်အသားတစ်ခုကိုတတိထားမိတယ်တန်တရာရှိသူပြတင်းပေါက်ကနေခေါင်းပြူထွက်တွန်းကကြားခဲ့တဲ့တွဲလို့သူထင်လိုက်တယ်သူတို့အပေါ်ထက်ကိုပြေးတက်သွားပြီးမဲ့လူကြီးကတော့ထောင်ချိုးနားမှာပုံနေပြီဘိုးကြီးစစ်ဆေးရေးအခန်းကိုပြန်လာတော့အမျိုးသမီးအရာရှိပဲရှိနေပဲအရာရှိတွေအားလုံးကိုစူပြီးနေရအနှံ့ပြကားတွေပါမကြမ်းစစ်ဆေးပြီးမဲ့တန်တရာရှိသူကိုရှာမတွေ့ဘူးဘိုးကြီးကအကြီးအကျယ်ရှာဖွေဖို့အမိန့်ပေးခဲ့ပြီးမဲ့လူကြီးကတော့ပျောက်ဆုံးနေစေပဲဘိုးကြီးကကားကိုရပ်လိုက်တယ်အဲ့ဒီအချိန်မှာအမျိုးသမီးအရာရှိကဘိုးကြီးရဲ့ကားကိုမစစ်ဆေးရသေးတာကိုတတိရလိုက်တယ်သူမကသူ့ကိုအချက်ပြလိုက်တယ်ဘိုးကြီးကသူ့ရဲ့ပစ္စတိုဓာတ်ကိုလက်ကိုဖြည်းဖြည်းချင်းရွှေ့လိုက်တယ်အဲ့ဒီအချိန်မှာပဲကုန်တင်ကားတစ်စီးဖြတ်သွားတယ်တန်တရာရှိသူကကားထဲကနေခွန်ထွက်ပြီးကုန်တင်ကားကိုအကာအဝယ်ယူကလိုက်လာသူတွေကိုပိတ်ဆို့ပြီးလုံးဝထွက်ပြေးလွန်မြောက်သွားပါတော့တယ်